အားလုံးပဲမင်္ဂလာပါ Superman Channel လေးကကြိုဆိုလိုက်ပါတယ်နော်တသားမီမီလေးများအတွက်တည်တံ့စာသင်ခန်းဒါမှမဟုတ် private learning space တစ်ခုဖန်တီးပေးခြင်းဟာသူတို့ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့စာသင်ကြားလိုစိတ်ကိုတိတိတသားတိုးတက်စေနိုင်ပါတယ်ဒီလိုဖန်တီးပေးမှုကတသားမီမီလေးတို့အတွက်ဘယ်လိုအထောက်အကူပြုမယ်ဆိုတာကိုစူပါမန်ကဒီနေ့ဗဟုသုတအဖြစ်ဝေမျှပေးလိုက်ပြစီနော်နံပါတ်1အနေနဲ့အာယုံစူးစိုက်မှုပုံမကောင်းမွန်ခြင်းတသားမီမီလေးတွေဟာပတ်ဝန်းကျင်ကအတန်အလင်းနဲ့လှုပ်ရှားမှုတွေကိုလူကြီးတွေထက်ပိုပြီးတုံ့ပြန်ကြတာမို့ပိုပြီးအာယုံပြက်လွယ်တတ်ပါတယ်။ဒါကြောင့်တည်တဲ့နေရာလေးဖန်တီးထားရှိခြင်းကအိမ်တွေမှာရှိတတ်တဲ့ TV အသံအိမ်တွင်းစကားပြောသံတွေကနေကင်ဝေးစေပြီးသူတို့လှုပ်ဆောင်နေတဲ့သင်ခန်းစာပေါ်မှာပဲအာယုံအပြည့်အဝထားစေနိုင်ပါတယ်။နံပါတ်2ကိုတာဝန်ယူလို့စိတ်ရှိခြင်းဒါဟာငါရဲ့စာသင်ကုန်ငါရဲ့နေရာလို့သတ်မှတ်လိုက်တဲ့အခါကလေးတွေကသူတို့ရဲ့ပစ္စည်းတွေကိုစနစ်တကျထားရှိတတ်လာပြီးစာသင်ဖို့အတွက်ပိုပြီးစိတ်အားထက်သန်လာတတ်ပါတယ်။ဒါဟာငယ်စဉ်ကတည်းကစိတ်ကန်းရှိမှုကိုလေ့ကျင့်ပေးရလဲရောက်ပါတယ်။နံပါတ်3စိတ်ဖိစီးမှုကိုလျှော့ချစေခြင်းတစ်ခါတည်းရဲ့အေကန်ဒါမှမဟုတ်လူများရှိတဲ့နေရာမှာစာလုပ်ရတာကကလေးတွေအတွက်ဖိအားတစ်ခုဖြစ်စေနိုင်ပါတယ်။သူတို့အတွက်တည်တဲ့နေရာလေးမှာဆိုရင်တော့မှာကိုမကြောက်ပဲလောလောလတ်လတ်စဉ်းစားတွေးခေါ်နိုင်ပြီးစိတ်ရချမ်းစွာစာသင်ယူနိုင်ကြတာပဲဖြစ်ပါတယ်။နံပါတ်4ဖန်တီးနိုင်စွမ်းတိုးတက်လာခြင်းတည်တဲ့နေရာလေးမှာသူတို့နှစ်သက်တဲ့အရာပုံစံလေးတွေနဲ့ပြင်ဆင်ပေးထားခြင်းကကလေးငယ်ရဲ့စိတ်ကူးစိတ်တမ်းကိုပွင့်လင်းစေပါတယ်။သူတို့ရဲ့ဖန်တီးမှုကိုအဲ့ဒီနေရာမှာကတ်ထားတာမျိုးခင်းကျင်းထားတာမျိုးလှုပ်ချင်းဖြင့်လဲကိုယုံကြည်မှုတိုးတက်လာစေပါတယ်။နံပါတ်5သင်ယူမှုအလေးအထားကောင်းကိုဖြစ်စေခြင်းတည်တဲ့နေရာတစ်ခုရှိခြင်းကဒီနေရာကိုရောက်ရင်စာသင်ရမယ်အလုပ်လုပ်ရမယ်ဆိုတဲ့အသည့်ကိုအုံနောက်ထဲမှာအလိုလျောက်ပုံဖော်ပေးပါတယ်။ဒါမှကလေးကိုအချိန်စရာနဲ့စနစ်တကျနေထိုင်တတ်တဲ့အလေးကျင့်ကောင်းကိုရရှိစေပါတယ်။ဒီလိုတသားမီမီလေးတွေအတွက်တည်တဲ့နေရာလေးဖန်တီးပေးတဲ့အခါမှာသတိပြုရမယ့်အချက်လေးတွေလည်းရှိပါသေးရဲ့။တည်တဲ့နေရာလေးဟာမျက်စိမပြတ်စည်းစေဖို့တဘာဝအလင်းရောင်ဒါမှမဟုတ်လုံလောက်တဲ့မိကြောင်အလင်းရောင်ရရှိသင့်ပါတယ်။ထိုင်ကုန်စပွဲလေးတွေဟာလည်းကလေးငယ်ရဲ့အရန်မောင်းနဲ့ကိုက်ညီရဲ့အချိုးစားလေးတွေဖြစ်တင်ပြီးဒါမှသာအချိန်ကြာသင်ယူနိုင်မှာဖြစ်တယ်လို့တက်တောင့်တက်တာလေးရှိမှာဖြစ်ပါတယ်။သင်ယူမှုအတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေစာရေးကိရိယာတွေကိုအလွယ်တကူယူလို့ရအောင်စနစ်တကျစီစဉ်ပေးထားသင့်ပါတယ်။ကလေးတယောက်ရဲ့အနာဂတ်အတွက်အခြေခံအုတ်မြစ်ကောင်းချပေးရမှာသူတို့ရဲ့ learning environment ကအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါကြောင်း Superman ကဗဟုသုတအဖြစ်မိမိတို့အတွက်ဝေမျှပေးလိုက်ပါတယ်။ Superman ကမိမိတို့အတွက်ဗဟုသုတရစရာလေးများကိုအခါအားလျော်စွာတင်ဆက်ပေးသွားမှာမို့လို့မိမိတို့သိချင်တာလေးများရှိခဲ့ရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်။အခုလိုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။